ဆုံးဖြင့်ပြုံးပြချော့ကဆုံးမပြုံးလာမြတ်သုံးစရာအလိမ္မာတွေတို့မြင့်ပြီးဖို့ပညာတွေပြီးဝေခဲ့တာအကျဉ်းနာပြေဝမျက်စရာမြတ်ထားကြဆုံးမလာယူလက်ကလေးကိုပါဦးခိုင်ပါတယ်မျက်စရာမျက်စရာနှစ်ပေါင်းများစွာပညာရေးခေတ်ခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မျက်စရာခေါင်းလုံးနဲ့လေးတန်ချူအေးကဟိုအဝေးမှလွင့်ပြန်လာခိုင်နာထိုင်စရာဦးဘာဘူးလူလူတွေ့ကငေးကနှလုံးသားမှာပီတိဝေဖြာစရုပ်လုံးယုံများမှာကြီးကြီးလေးတမရော်လေးမှာရောက်ရှိနေပါဒီကောဒီရောချမ်းပေးရစီကတရားအခုပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဖြင့်သာသမိပမာတပြည့်များအပေါ်မှာလောကီလောကုတ္တရာမပြအကျိုးမျိုးရာမြင်သာစွာနှလုံးမလားနဲ့ဆိုဆုံးမတဲ့ဆရာဆရာမင်းလိုနိုင်ခြင်းများစွာစကားမြတ်တရားရှင်အားဖြင့်အမပြင်စေအမှန်နဲ့အောင်ပညာရောက်ထွန်းညှိပေးရအကျဉ်းသာစေရနာထားရမြတ်ဆရာသာဝရချစ်စရာတပြေမရှာတဲ့ဆရာတပြားလည်းမရှိတော့ညာတပြေတွေကိုကြည်ကပီတိဝေဖြာမြတ်တာပွားလို့အားရှိနေတဲ့ဆရာတို့ဆရာသုံးမကံမှုတစ်ခုခုဖြင့်ပြစ်မှားမိပါတော့မြတ်နိုးကိုရောဖူးစောယူကြလို့ချစ်ခုပူဇော်ကြတော်ပါသည်ဆရာအနှစ်တကာနှလုံးစိတ်ဝမ်းနဲ့မေတ္တာအပြုံးရိပ်တမ်းတဲ့ကမောင်းမောင်းမမဆရာမြတ်မှာရွှင်လန်းကြည်သာအစင်စမ်းတည်တာမြတ်တာအရေးပြေမျက်လုံးလေးကတပြေကိုရှိချမ်းရဖို့ရာအားပေးနေရှာဘဝတသက်တာမကအများစခါကဘာပေါင်းများစွာမှာအစင်လုံးဖြာချမ်းသာဖို့ရာအများတို့ရဲ့အနန္တမြတ်တာဆရာမြတ်နိုးကိုရောပူဇော်ရုံကျိုးချစ်ခိုးပူဇော်ကြတော်ပါသည်ဆရာတို့မြတ်တွေ့ရတဲ့တငယ်ချင်းတွေဆိုဒီကြောင်ကြီးမှာတာကြီးခပ်ွေးဟောပြီးတွေလို့ချ
ထိတ်ခါချော်ကမြောက်ခါပညာသင်ပေးတဲ့ဝဆရာကြီးလည်းခေါင်းလုံးကြည့်တယ်ချူရွာလေကြောင်းကခေါင်းလုံးချူဝစဉ်ခါတော့အမေကကျွန်တော်ကိုလက်မဆွဲလို့ဆရာကြီးထံကိုတာကြီးခါခွေသင်ပေးပါလက်ဆက်ထအပ်နာမြာကြရှိဟောဘုံပြောင်းရွာကြောင်းလေအိုဆရာလေအိုဝါသလျာလေပင်ပါတူကျွန်တော်ကိုယ်တိုင်သမီးလေးကိုလက်မဆွဲလို့ဆရာကြီးထံအနှံ့ရပြန်တကူကြောင်းကြီးလေအိုလေအိုကိုယ်တော်လည်းမဟုတ်ဘူးအခုပေါ်ထားတဲ့ဆရာကြီးမြတ်တာအခုပေါ်ထားတဲ့ဆရာကြီးစေတနာဆရာကြီးကလာလဲအိုကျောင်းတော်လဲဆရာဦးဝိတာအမြဲလိုအေးချမ်းစိတ်နှမြင်ပါအခုကျောင်းကခေါင်းလောင်းတန်ချိုကြားရောက်မိတော့နာဝမှာချိုလူများတရားတဲ့တငယ်ချင်းတွေဆိုကြည်ကြောင်းကြီးမှာကာကြီးခါကွေးတော်ပြည့်တွေလို့ထိတ်ခါချော့ကမြောက်ခါပညာသင်ပေးတဲ့သူဆရာကြီးလည်းခေါင်းလုံးကြည့်တယ်ချိုကြောင်းကဖောင်းတဲ့ချူဝစဉ်အခါတော့ကအမေကကျွန်တော်ကိုလက်မဆွဲလို့ဆရာကြီးထံကိုတာကြီးခါဝေးသင်ပေးပါတဲ့ဆရာထံအထမဲပညာကြရှိလေဟောင်းပြောင်းရွာကြောင်းလေအိုဆရာလေအိုဝါသလျာလေပင်ပါသူကိုကျွန်တော်ကိုယ်တိုင်သမီးလေးကိုလည်းမဆွဲလို့ဆရာကြီးထံအနှံ့ရပြန်သူကိုကြောင်းကြီးလေအိုလူလေအိုသူတော်လည်းမဟုတ်ဒီကဒီပေါ်ထားတဲ့ဆရာကြီးမြတ်တာဒီပေါ်ထားတဲ့ဆရာကြီးစီဒနာဒီပေါ်ထားတဲ့ဆရာကြီးကလာလေအိုကျောင်းတော်လေဆရာဦးဝိတာအမြဲလိုအေးချမ်းစိတ်နှံမြင်ပါမီးကနည်းနည်းနှိမ့်စ